ကဲဒီနေ့အလဲကြတော့နန်းတော်တစ်ခုလုံးကာကွယ်ရင်းနဲ့ပူစီတူရဲကောင်းလေးဖြစ်သွားတယ် Harry အလှည့်ပဲဖြစ်ပါတယ်ကျွန်တော် Harry နဲ့ပတ်သက်တဲ့ tips and tricks တွေ guide တွေအကုန်လုံးပြောပြရမှာဖြစ်တဲ့ကြောင့်လို့ကျွန်တော်အကောင့်လေးကို follow လေး like လေးနဲ့ကူညီပေးပါလို့ရပါတယ်ကဲဒါဆိုရင်တော့စလိုက်ကြအောင် Harry ရဲ့အသက်အရေးကြီးဆုံးဖြစ်တဲ့ skill 2လေးနဲ့စလိုက်ကြအောင်ပုံမှန် item ဆက်နေကြတယ်ကျွန်တော်ဖက်နှက်အသေးလေးထည့်မယ်ပြီးတော့လို့ရှိရင် item အကြီးတစ်ချောင်းထည့်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ skill 2 ကိုတောင်းကလဲနေမှာပဲဖြစ်ပါဒီမှာဆိုလဲတွေးကြရတိုင်းပဲ skill 2တစ်ခါသုံးရောလို့ရှိရင်ကိုတောင်းက10စက္ကန့်စောင့်နေရမှာဖြစ်ပါတယ်ကိုတောင်းကြီးလဲနေပြီဆိုရင်တော့ early game battle မှာကားတိုက်နေမှာသိကြပါတယ်အဲ့လိုကိုတောင်းမလဲအောင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော် item 3ချောင်းထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ magic ball ထည့်ရမယ်ပြီးတော့လို့ရှိရင်တော့ SUR flavor ဓာတ်အပြာလေးတစ်ချောင်းထည့်ရမယ်နောက်ဆုံးတစ်ခုကတော့မြန်မာလိုပြောရမယ်ဆိုလို့ရှိရင်တော့ကောင်းကင်ငပွေပေါ့နော်ကောင်းကင်ငပွေမှာပါတယ်ကျွန်တော်တို့ကဒီကိုတောင်း short ချတဲ့စာအုပ်လေးတစ်အုပ်ထည့်ရမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီကိုတောင်းနေသွားပြီးတော့ level 4လောက်မှာတင် Harry ကကောင်းကောင်းလေးကနေလို့ရပါပြီHarry ရဲ့ edit မျိုးကတော့ရိုးရှင်းပါတယ်အခုပြထားသလိုမျိုးဓာတ်ဖေးကိုအသွားအပြင်ကြိုက်တယ်လို့လုပ်လို့ရတယ်ဓာတ်အပြင်ကိုထွက်သွားပြီဆိုလို့ရှိရင်တော့ scale 2 ကိုတောင်းကလဲအောင်မှာဖြစ်ပါတယ် scale 1ကတော့တည့်ရဲ့အတိုင်းပဲသူ့ရဲ့ဘေးဆုံးလေးကိုသုံးမယ်ဆိုလို့ရှိရင်တော့ damage ကနည်းနည်းပဲပုံမှာဖြစ်ပြီးတော့သူ့ရဲ့ဆန်နာအလေတက်တွေကိုသုံးမယ်ဆိုလို့ရှိရင်တော့ damage အကိတ်ကြီးပေးမှာဖြစ်ပါတယ်ကဲနောက်တစ်ခုကတော့ငပြင်းနေအတွက်ပေါ့ edit 3ပြကြတော့ scale 2တစ်ခါသုံး basic တက်တစ်ခါရိုက် scale 2တစ်ခါသုံး basic တက်တစ်ခါရိုက်အဲ့လိုမျိုးလောက်မှပြင်းတဲ့လူတွေအတွက်ကျွန်တော်တို့က basic တက်ရိုက်ချင်အောင်လုပ်ရင်းနဲ့ scale 2သုံးလို့ရတယ်ဆိုတော့ပြောပြရမှာဖြစ်ပါတယ်အဲ့ဒီ combo လေးကဘယ်လိုလုပ်အောင်လဲဆိုတော့ scale 2သုံးမယ်1သုံးမယ်ပြီးရင် basic တက်တစ်ချက်ရိုက်မယ် edit ချမယ်ဒါဆိုလို့ရှိရင်တော့ပြီးသွားပါဒါပေမဲ့ကျွန်တော်တို့လို့စောက်ကျစ်ပါနေတဲ့ကောင်တွေကတော့ basic တက်မနှိမ့်ရရင်မနေနိုင်ပါဘူးအဲ့တော့နှိမ့်နေမှာပါပဲကဲနောက်ဆုံးတစ်ခုကတော့ item နဲ့ abrasive pay လေးကိုတွားလိုက်ကြအောင်ကဲကျွန်တော်က first item အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ magic ball ပေါ့နော် fnatic ကကိုတောင်း short ချပြီး magic ball သွားမယ်ကျွန်တော်တို့ဒီ second item မှာဆိုလို့ရှိရင်တော့ ten side ဓာတ်ပြားလေးကိုတွားရမှာဖြစ်ပါတယ်တစ်ခုကတော့ attack speed ရောကိုတောင်းပါတယ် feather on having ထည့်ရမှာပဲဖြစ်ပါတယ်ကဲနောက်တစ်ခုကတော့ damage အကကြီးပေးနိုင်ဖို့လဲ holding crystal အဲ့အစိမ်းအောင်တုံးလေးထည့်ရမှာဖြစ်ပါတယ်၄ခုမြောက် item ကတော့ defense နေပါလိုက်ကောင်တာဟုတ်တဲ့ divine clip တွားရမှာဖြစ်ပါတယ်အဆုံး item ကိုတော့ကျွန်တော်တို့က import တွားလိုက်မယ်ပေါ့နော် item ဆွတ်လို့ရတဲ့နေရာမှာတော့ damage မလောက်ဘူးဆိုရင်ထပ်ပြီးတော့ black wheel ထပ်ထည့်မှာဖြစ်ပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော် important နဲ့ဆွတ်သွားဖို့အတွက်ကျွန်တော်တို့ဒီနောက်ဆုံး item ကိုတော့ကျွန်တော်တို့က winner crown ထည့်မှာဖြစ်ပါတယ် abrasive အနေနဲ့ကတော့ကျွန်တော်ခုပြထားတဲ့ abrasive လေးတိုင်းသုံးကြည့်လို့ရပါတယ် display တော့ကတော့ပွဲချီနေပေါ်မူတည်ပြီးတော့ hey နဲ့ live တဲ့ beautify flag ကဒါမှမဟုတ်လို့ရှိရင်ဘန်းညံနဲ့ကိုကြိုက်နေတဲ့တရားကိုဆော့သွားလို့ရမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာပြတ်တွေးကြအောင်မယ်နောက်ထပ်ဘာဟီးရိုးတင်ပေးရမလဲဆိုတော့ comment မှာမှန်သွားလို့ရပါတယ်